စကလုံးတစ်လုံးရဲ့ဝါစင်ကကိုဘယ်လိုသတ်မှတ်တယ်လဲဝကြထဲမှာသူ့ရဲ့လှုပ်ဆောင်ချက်နဲ့သတ်မှတ်တယ်ဝါစင်က8ပါးကို definition ဖွင့်စဉ်တုန်းအခါတည်းကနာမည်ခေါ်ဖို့ပေးထားတဲ့စလုံးဆိုလို့ရှိရင် now အဲ့ဒီ now ရဲ့အစားသုံးတဲ့စလုံးဆိုရင် blue now အဲ့ဒီ now ကိုပုံမူသဲခွဲအောင်ထပ်ပြောတဲ့စလုံးဆိုလို့ရှိရင် adjective အဲ့ဒီ noun ဘာလုပ်တယ်ဘာဖြစ်တယ်ဆိုတာကိုပြောလို့ရှိရင် verb ပေါ့နော်ဆိုပြီးတော့စလုံးတွေရဲ့ဝါစင်က definition မှာအဲ့ဒီစလုံးတွေရဲ့ဝကြတဲ့ကိုရောက်သွားတဲ့အခါမှာလှုပ်ဆောင်ချက်ပေါ်မူတည်ပြီးတော့သတ်မှတ်တယ်ဒါကြောင့်မလို့စလုံးတစ်လုံးရဲ့ဝကြကိုဝကြတဲ့ကစလုံးတစ်လုံးရဲ့ဝါစင်ကကိုဆုံးဖြတ်နေတာဒီဝကြထဲမှာအဲ့ဒီစလုံးကဘာလုပ်နေလဲဆိုတာနဲ့ဆုံးဖြတ်တယ်အဲ့ဒီလိုဘာလုပ်လဲဆိုတာကိုကြည့်နိုင်ဖို့အတွက်ကတော့ grammar တတ်ထားဖို့လိုတယ်ဝကြရေးထုံးနေဘူးတူတာရှိထားဖို့လိုတယ်အဲ့လိုရှိထားလို့ရှိရင်မျက်နှာနဲ့တန်းသိတယ်နော်မျက်နှာနဲ့တန်းသိတယ်လွယ်လွယ်လေးအဲ့လိုလေးလာမထားဘူးဆိုလို့ရှိရင်တော့ဘာမှမမြင်ဘူးပေါ့နော်ခုန used to နဲ့ used to လို့ပဲကြားဘူးနားပါနဲ့ရန်တီးတာပဲဘာသိလဲဆိုတော့မသိဘူးဘာမှမသိဘူးဒါပေမဲ့ဟိုကြားဘူးနားပါအရင်ကြားဘူးတဲ့အတိုင်းရင်လုပ်တယ်ပေါ့နော်အဲ့လိုပဲဖြစ်သွားမှာဒါဆိုရင်အခုအရေးကြီးဆုံးအဆုံးဖြတ်ကိုပြောခဲ့တယ်နော်စလုံးတစ်လုံးရဲ့ဝါစင်ကကိုဆုံးဖြတ်တော့အချက်သည်အဲ့ဒီစလုံးကဝကြတဲမှာဘာလုပ်တယ်လဲဘယ်လိုလှုပ်ဆောင်ချက်ကိုလုပ်တယ်လဲဆိုတာနဲ့ဆုံးဖြတ်တယ်ဆုံးဖြတ်တယ်နော်နောက်ဆုံးအဆုံးဖြတ်ပဲဒါအဓိကအကြဆုံးကြီးကိုပြောပြတဲ့အခါမှာအရန်အနေနဲ့စလုံးတစ်လုံးရဲ့ဝါစင်ကကိုသိနိုင်ဝါစင်ကကိုသိနိုင်တဲ့အခြားသော minor အရေးမပါတဲ့အချက်လေးတွေလည်းရှိသေးတယ်သူတို့ကတော့အရေးမပါဘူးเนาะအဆုံးဖြတ်မပေးဘူးအကဲခတ်ယုံလောက်ပဲလုပ်လို့ရတာပေါ့နော်အဲ့ဒီအထဲမှာထိတ်ဆုံးကပြောရမှာကတော့ဝတ်ပေါင်စလုံးတစ်လုံးရဲ့ဝတ်ဖောင်ကိုကြည့်ပြီးတော့ဒါဘာလဲပေါ့ဒါ noun ဖောင်လား adjective ဖောင်လား adverb ဖောင်လားဆိုပြီးတော့ဥပမာ beautiful ဒါလူသိများတဲ့စလုံးပေါ့နော် beautiful ရဲ့ noun ဖောင်က beauty beautiful ရဲ့ verb ဖောင်က beautify beautiful ရဲ့ adjective ဖောင်က beautiful beautiful ရဲ့ adverb ပုံစံက beautifully ပေါ့လေအဲ့တော့စလုံးပေါင်းဘယ်လိုပေါင်းထားတယ်လဲဆိုတော့ဝါဖောင်ကိုကြည့်ခြင်းအဖြစ်လဲစလုံးရဲ့ဝါစင်ကကိုခံမှန်းနိုင်တယ်လူတော်တော်များများကအဲ့ဒါကိုအသေးလို့ထင်တယ်သူ့ကိုအဓိကကြားတယ်လို့ထင်တယ်အဲ့ဒါတော့မဟုတ်ပါဘူးဘာလို့လဲဆိုတဲ့အခါကျတော့ဝါစင်က8ပါးကိုတကယ်ကျွမ်းကျင်သွားတဲ့လူတွေမှာဝါစင်က8ပါးအသေးချီထားတာမဟုတ်ဘူးအဲ့ဘက်ဖောင်ကြီးကိုလည်း adjective လို့သွားသုံးလို့ရတယ်လို့ adjective ဖောင်ကြီးကိုလည်း adverb လို့လာသုံးလို့ရတယ် noun ဖောင်ကြီးကိုလည်း verb လို့သုံးလို့ရတယ်လို့ verb ကြီးကိုလည်း noun လိုမျိုးသွားသုံးလို့ရတယ်အဲကြောင့်မလို့ဖောင်နဲ့ဆုံးဖြတ်တာဒီဝကြကိုမမြင်ရတဲ့အခါမျိုးမှာပဲအသုံးတည့်တယ်အဆုံးဖြတ်နေရမှာမရှိဘူးဝကြကိုမမြင်ရဘဲနဲ့ beauty ကဘာဝါစင်ကလဲလို့မေးရင်တော့ noun ပေါ့နော် beautiful ကဘာဝါစင်ကလဲလို့မေးရင်တော့ adjective ပေါ့နော်ဝကြကိုမမြင်ရဘူးသလုံးချင်းဘာဝါစင်ကလဲလို့မေးရင်တော့ဖောင်နဲ့ပြောရင်တော်တော်များများမှန်တယ်အဆုံးဖြတ်နေရမှာတော့မရှိဘူးเนาะခုနလှုပ်ဆောင်ချက်နဲ့သတ်မှတ်တယ်ဆိုတာကတော့100% မှန်တယ်လှုပ်ဆောင်ချက်ကိုကြည့်ပြီးတော့စလုံးရဲ့ဝါစင်ကကိုပြောရင်အမြဲတမ်းမှန်တယ်အခုဖောင်ကိုကြည့်ပြီးတော့ပြောတာကြားတဲ့အခါကျတော့တော်တော်များများမှန်တယ်အမြဲတမ်းမမှန်ဘူးဘာကြောင့်လဲဆိုတော့ဒီစလုံးဖောင်နဲ့အခြားဒီဝါစင်ကရဲ့စလုံးပေါင်းနဲ့တခြားဝါစင်ကအနေနဲ့သွားသုံးလို့ရတယ်ရနေတယ်အကြောင်းမလို့ပေါင်းဝင်ကြည့်ပြီးတော့ဆုံးဖြတ်တာဒီအမြဲတမ်းမမှန်ဘူးနောက်တစ်မျိုးကတော့ဝကြထဲမှာအဲ့ဒီစလုံးယူတဲ့နေရာကိုကြည့်ပြီးတော့ဆုံးဖြတ်ရင်လည်းမှန်တတ်တယ်ပေါ့နော်မှန်တတ်တာနော်100%မဟုတ်ဘူးဥပမာ subject နေရာကိုယူထားရင် noun နဲ့ verb nounဘယ်နေရာကိုယူထားရင်but နော် complement ရင်ထိပ်စီးစလုံးလေးဆိုလို့ရှိရင် preposition
preposition ရဲ့နောက်မှာလိုက်ရင် noun ဆိုပြီးတော့ဝကြတွေကအဲ့ဒီစလုံးယူထားတဲ့နေရာကိုကြည့်ပြီးတော့လဲမှန်းလို့ရတယ်ဓာတ်မမှန်ဘူးလို့ဘာကြောင့်ပြောလဲဆိုတဲ့အခါကျတော့ဝကြတွေစီတဲ့အခါမှာ inversion လို့ခေါ်တဲ့ရေးထုံးတစ်ခုရှိတယ်သူကစလုံးတွေကို subject ကိုနောက်ပို့လို့ပို့ verb ရှေ့ပို့လို့ပို့အဲ့လိုပေါ့နော်သူယူရမယ့်နေရာမဟုတ်ဘဲနဲ့နေရာတွေကိုစာရေးတဲ့လူကျွမ်းကျင်တယ်လို့ဝကြကိုမှွေနှောက်ပြီးတော့စီလို့ရနေတယ်။ဒါကြောင့်မလို့စလုံးတွေကသူယူရမယ့်နေရာမဟုတ်ဘဲနဲ့တလွဲနေရာတွေရောက်နေတတ်တယ်။အဲ့ဒါမျိုးကြတော့နေရာကြည့်ပြီးတော့ဝါဆန်ကခွဲတာမမှန်ပြန်ဘူး။သို့တော့ခံမှန်းလို့တော့ရတယ်။ subject နေရာမှာနေရာယူထားလို့ရှိရင် noun နဲ့ pronoun ဖြစ်နိုင်တယ်။ဘယ်နေရာမှာနေရာယူထားရင် happy verb က main verb က adverb ကဖြစ်နိုင်တယ်ပေါ့နော်။အဲ့လိုတော့မှန်းလို့ရတယ်။စလုံးတွေကဝါဆန်ကကိုမှန်းတာပေါ့။အဲ့ဒီမှာတော်တော်အသုံးမကျပဲနဲ့လူတွေတော်တော်အသုံးများနေတဲ့ဤတနည်းရှိသေးတယ်အဲ့ဒါကတော့ဘာသာပြန်တာနဲ့ခံမှန်းတာဥပမာစွာနဲ့ဆုံးရင် adverb တောနဲ့ဆုံးရင် adjective သီနဲ့ဆုံးရင် verb အဲ့လိုမျိုးတွေပြောတာပေါ့နော်ဒါကတော့တော်တော်ကိုအဆင်မပြေတာတော်တော်နဲ့လူသုံးများတယ်နော်အဲ့လိုပဲမှတ်နေကြတယ်เนาะအဲ့လိုပဲတပည့်တွေကမေးကြတယ်ပေါ့เนาะဆရာစွာနဲ့ဆိုရင် adverb မလားတောနဲ့ဆိုရင် adjective မလားဒီလိုပဲသူတို့သိကြတယ်အဲ့ဒါကြီးကတော်တော်ဟိုလဒူနီးကြတယ်လို့ပြောရမှာပေါ့เนาะဘလို့မှမမှန်နိုင်တဲ့ဟာကြီးဘလို့မှမမှန်နိုင်တဲ့ဟာကြီးဆိုတော့ 100% မှားနေရတော့မဟုတ်ဘူးเนาะတော်တော်လေးအားကိုးလို့မရတဲ့နီးလို့ပြောချင်တာเนาะမှန်တဲ့အခါတော့မှန်တယ်ဟိုပထမနီးတွေလောက်လုံးအားကိုးလို့မရဘာကြောင့်လဲဆိုတဲ့အခါကျတော့adjective အများစုကတောနဲ့မဆုံးဘူးတောနဲ့ဆုံးတာကို adjective လို့ပြောရင်မှန်လားဆရာဆိုတော့ဟိုရှားပါမှန်တယ်အများစုကမမှန်ဘူးဥပမာ beautiful girl ပေါ့နော် beautiful girl ဆိုလို့ရှိရင်ကလေးတွေကိုဘာသာပြန်ခိုင်းလို့ရှိရင်လှပသောကောင်မလေးဆိုပြီးတော့ဘာသာပြန်တယ်။ဘာလေးလှပသော beautiful က adjective တောနဲ့ဆုံးတယ်လေဆရာဆိုပြီးတော့ဒီလိုပြောတာပေါ့တကယ်အပြင်မှာလေလှပသောကောင်မလေးလို့မပြောဘူးเนาะအဲ့ဒါကိုသတိထားပါရုပ်ရည်တာနာကောင်မလေးတယောက်လာနေတယ်ဆိုလို့ရှိရင်မိမလှလေးလာနေတယ်သို့မဟုတ်မိမချောလေးလာနေတယ်အဲ့လိုပြောတာเนาะအမေဟိုမှာလှပသောကောင်မလေးတယောက်လာနေတယ်လို့ဘယ်သူမှမပြောဘူးအမေမိမချောလေးတယောက်လာနေတယ်เนาะအမေမလှလေးတယောက်လာနေတယ်เนาะအဲ့တော့ဒီလိုမျိုးပြောတာတောနဲ့ဆုံးတဲ့ adjective မရှိဘူးလားဆိုတော့ရှိတော့ရှိတယ်ရှားတယ်ဥပမာ peaceful လို့ဟာမျိုးဆိုလို့ရှိရင်เนาะငြိမ်းချမ်းသောpeaceful life ဆိုလို့ရှိရင်ငြိမ်းချမ်းသောဘဝအဲ့လိုမျိုးပြောတယ်ဘဝငြိမ်းချမ်းလို့ပြောလို့မရှိဘူးငြိမ်းချမ်းသောဘဝလို့ပြောတယ်အဲ့တော့တောနဲ့ဆုံးတဲ့ adjective ကတော်တော်ရှားတယ်laziness lazy boy ပေါ့လေ lazy boy ဆိုလို့ရှိရင်လည်းပဲပြင်းသောသူလို့အပြင်မှာမပြောဘူးရဲ့သူစာတင်တဲ့အကြောင်းကန်းထဲမှာသာပြောတာเนาะ lazy boy ဆိုလို့ရှိရင်လူပြင်းလို့ပဲပြောတာเนาะလူပြင်းလေးပေါ့သူတို့ပြောတယ်အဲ့တော့ adjective တွေဟာnoun ရဲ့နောက်ကနေဗမာလိုဘာသာပြန်လို့ရှိရင် noun ရဲ့နောက်ကနေသွားကပ်ပြီးတော့မှတောကိုမသုံးမဲနဲ့ဒီတိုင်းဘာသာပြန်တယ်ဥပမာဆိုကြပါစို့ little bird ပေါ့နော် little bird ကိုဘာသာပြန်လို့ရှိရင်သေးငယ်သောငှက်လို့ဘာသာမပြန်ဘူးငှက်ကလေးပေါ့နော်ငှက်ကလေးလို့ဘာသာပြန်တယ်big bird ပဲထားပါတော့ဒါဆိုလို့ရှိရင်လည်းပဲအကြီးသောငှက်လို့အပြင်မှာမပြောဘူးရဲ့အပြင်မှာမပြောဘူးဟိုစာတင်တုံးမှာတော့ပြောချင်ပြောလိမ့်မယ်နော်ငှက်ကြီးလို့ပဲပြောတာ big bird ဆိုလို့ရှိရင်နော်အဲ့ဒါကြောင့်မလို့ဒီတင်နဲ့ e နဲ့ဆုံးလို့ရှိရင်ဘတ်လို့မှတ်တယ်အဲ့ဒါလည်းမဟုတ်သေးဘူးနော်ဆုံးတဲ့ဟာတွေကအများကြီးပဲဥပမာသွားဒီလို့လည်းပြောလို့ရတယ်သွား e လို့လည်းပြောလို့ရတယ်သွားဒါလို့လည်းပြောလို့ရတယ်နော်သွားဘီလို့လည်းပြောလို့ရတယ်အများကြီးပဲဒီဘတ်ရဲ့နောက်ကနေဆုံးတဲ့ဗမာလိုတော့ပစ္စည်းလို့ခေါ်တာပေါ့အဲ့ဒါရောအများကြီးသုံးလို့ရတယ်ကိုကတင်နဲ့ e နဲ့မှတ်ထားလို့ရှိရင်တင်မဟုတ် e မဟုတ်တဲ့ဟာတွေအများကြီးရှိတယ်ဒါကြောင့်မလို့အဲ့ဒီအင်္ဂလိပ်စလုံးကိုဘာသာပြန်လိုက်တဲ့အခါမှာနောက်ဆုံးတဲ့စလုံးလေးတွေနဲ့လိုက်မှတ်တာအဆင်မပြေပါဘူးเนาะအာမကူတော့ဆိုတော့အခုဆွေးနွေးခဲ့တာကတော့စလုံးတစ်လုံးရဲ့ဝါစင်ကကိုဘယ်လိုသတ်မှတ်တယ်လဲအဲ့ဒါသိအောင်ဘယ်လိုလုပ်ရမလဲဆိုတာเนาะအဲ့ဒါလေးကိုဆွေးနွေးခဲ့တာเนาะ
အသေးချာစဉ်းစားကြည့်ပါနော်သေချာစဉ်းစားကြည့်ပါစဉ်းစားကြည့်ရင်လွယ်လွယ်လေးပါနော်ကဲအင်္ဂလိပ်စာတက်မြောက်ကြပါစေ